မီဒီယာတွေပေါ်မှာတခြားအနုပညာရှင်တွေထက်ဆိုရစွာဝေဖန်ခံနေရတဲ့ဆန်းဆိုင်ခန့်လိုက်မင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ဂီတလောကမှာတော့အချင်းကြာမြင့်စွာရပ်တည်နေပြီးတော့လူကြီးလူငယ်မရွေးကြိုက်နေတတ်တဲ့ဆန်းဆိုင်ခန့်လိုက်ကိုတော့အားလုံးကသိကြမယ်လို့ထင်ပါတယ်ရှင်ခေတ်ပေါ်ဒေသချင်းတွေကိုတည်ဆူနေရကနေပရိသတ်တွေအားပေးထောက်ခံမှုကိုရရှိခဲ့ပြီးတော့အနုပညာလောကတွေကိုစတင်ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်ဆယ်စုနှစ်တစ်ခုကြာအောင်မြင်မှုတွေရရှိခဲ့တဲ့ဆန်းဆိုင်ဟာလက်ရှိအချိန်မှာလည်းဒေသချင်းအသစ်တွေကိုဖန်တီးနေပြီးတော့ဂီတလန်ကိုဆက်လက်ရှောင်လန်းနေပြီးတော့ယနေ့အချိန်ထိတိုင်အောင်မြင်မှုတွေရရှိနေကြတာပဲဖြစ်ပါတယ်။သူ့ကိုချစ်တဲ့ပရိသတ်တွေကတော့ချစ်စနူလေးနဲ့ဆက်ဆိုင်လို့လည်းခေါ်တတ်ကြတာကိုတွေ့ရတာပဲဖြစ်ပါတယ်။ဆန်းဆန်းရဲ့တခြင်းတွေကလည်းယနေ့အချိန်ထိလူငယ်တွေကြားထဲမှာတော့ရေပန်းစာလူကြိုက်များခဲ့တဲ့တခြင်းကောင်းတွေပဲဖြစ်ခဲ့ပါရဲ့နော်။ဆန်းဆန်းကအဆိုကောင်းရုံသာမကပဲတရုပ်ဆောင်ပိုင်းမှာလည်းအပြစ်ပြောစရာမရှိလောက်အောင်ကိုထူးချွန်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီးတော့ဝေဖန်မှုတွေကြားတွေကနေအကောင်းဆုံးရည်တည်နေတာပဲဖြစ်ပါတယ်ရှင်။သူဟာဂီတလောကမှာသာမကရုပ်ရှင်ကားကြီးတွေပါရိုက်ကူးအောင်မြင်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ဒါပြင်ဆန်းဆိုင်ဟာလူမှုဆက်ဆံရေးကောင်းမှုနဲ့အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့်ပဲပရိသတ်တွေသာမကအနုပညာရှင်အချင်းချင်းကပါလေးစားချစ်ခင်ရတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ဆန်းဆိုင်ဟာလက်တလုံးမှာလည်းရုပ်ရှင်စကားကြီးတွေကိုလက်ခံရိုက်ကူးနေပြီးတော့ပရိသတ်တွေအားပေးထောက်ခံမှုကိုရရှိကအနုပညာအလုပ်တင်နဲ့အဆက်အသွယ်မပြတ်ပဲရှိနေတာပဲဖြစ်ပါတယ်ရှင်။တိတ်မကြသေးခင်ကတော့အဆိုတော်ရုပ်ရှင်သရုပ်ဆောင်ဆက်ဆိုင်ခန့်လိုက်တယောက်ကမေလ24ရက်နေ့မှာရှိုးပွဲကျင်းပခဲ့ရမှာတော့အဲ့ဒီရှိုးပွဲကျင်းပမှုနဲ့ပတ်သက်ပြီးတော့မီဒီယာတွေကဝေဖန်တက်ခိုက်မှုတွေကိုလှုံ့ဆော်ခဲ့ကြတာပဲဖြစ်ပါတယ်။မီဒီယာများကဆိုရွာတဲ့ဝါဒဖြန့်လိုင်းတွေအောက်ပြည်သူဘဝများပုံမှန်လည်ပတ်နေပြီဆိုတဲ့အခြေအနေကိုကူညီပုံဖော်ပေးနေသူဆက်ဆိုင်ခန့်လိုက်ဆိုတဲ့စာသားကောင်းစင်တက်ပြီးတော့အကြမ်းဖက်အားပေးလှုံ့ဆော်ကဝါဒဖြန့်ရေးသားဖော်ပြခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီတင်ဖော်ပြမှုကမော့ပေါမှာတော့ဆက်ဆိုင်ကိုအာမပေးတဲ့သူတွေနဲ့မိမိတို့ရဲ့အမိမှန်ကိုမဖော်လို့သူအကောက်တုတွေရဲ့မှတ်ချက်စကားတွေသာများပြားနေခဲ့ပြီးတော့ပြည်တွင်းနေပြည်သက်တွေကတော့အပြစ်မဆိုးထားသလိုဆက်ဆိုင်ခန့်လိုက်ရဲ့ပြည်သက်အင်အားကများပြားလို့နေတာကြောင့်မီဒီယာတွေရဲ့ဝေဖန်တက်ခတ်မှုကအရာမရောက်ခဲ့ပါဘူးဆက်ဆိုင်ကတော့ဆက်ဆိုင်ပါပဲအခုထိတိုင်လဲသူ့ကိုအားပေးနေတဲ့ပြည်သက်တွေကလည်းအများပြားပါပဲဆက်ဆိုင်ခန့်လိုက်ကသူ့ရဲ့မွေးနေ့ရက်ဖြစ်တဲ့ဧပြီလ10ရက်မှာတော့သူ့ရဲ့ဆက်ဆိုင်ပါတီရှိုးကိုပြုလုပ်ဖို့ကနဦးစီစဉ်ခဲ့ရမှာတော့ဗလ28ရက်နေ့မှာလှုပ်ခတ်သွားတဲ့ငလင်ကြီးကြောင့်ပဲငလင်တက်တဲ့ပြည်သူတွေအတွက်စာနာမှုအဖြစ်စီစဉ်ထားပြီးဖြစ်တဲ့သူ့မွေးနေ့ရှိုးပွဲကိုတော့ကျင်းပခဲ့ခြင်းမရှိခဲ့ဘဲနဲ့ရဲအကန့်အသတ်မရှိရွှေဆိုင်ခဲ့တာမျိုးလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းရွှေဆိုင်ထားတဲ့သူ့ရဲ့ရှိုးပွဲကိုတော့မေလ24ရက်နေ့ကရန်ကုန်မြို့မှာပြန်လည်ပြုလုပ်တာမျိုးပဲဖြစ်ပါတယ်။မေလ19ရက်နေ့ကလည်းဘန်ကောက်မြို့မှာသူရဲ့တငယ်ချင်းတွေနဲ့အတူရှိုးပွဲတည်ဆူခဲ့ရမှာတော့ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေရဲ့အားပေးမှုကတော့ကြီးမားခဲ့တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါထိုင်းရောက်မြန်မာတွေရဲ့အားပေးမှုပုံရိပ်တွေဆိုရှယ်မီဒီယာထက်မှပြန့်နှံ့လာချိန်မှာတော့လူတို့ရဲ့တော်လှန်ရေးစိတ်ဓာတ်နဲ့သွေးမအေးတဲ့လုံလတွေကိုဖျက်ဆီးဖို့အစာပြိုးပြလိုက်သူကဆက်ဆိုင်ခန့်လိုက်ပဲဖြစ်ပါတယ်လို့စတင်ဆွဆွဲဝေဖန်ခံခဲ့ရခြင်းပဲဖြစ်ပါတယ်။သတင်းဌာနများရဲ့မရွေမတွက်နိုင်တဲ့ပြည်သူတွေရဲ့အသက်တွေဆုံးရှုံးခဲ့ရချိန်မှာဝေဖန်တာဝန်နေတာပြည်သူဘက်ကရက်တာစားတဲ့အတန်တွေတိတ်ဆိတ်ပြပြီးကိုငွေရဖို့နဲ့အလိုကျပွဲလန်းနေစီစဉ်အနုပညာဖြောပြတင်ဆက်မှုတွေကိုဟမပြက်လုပ်နေနိုင်တဲ့အနုပညာရှင်ကိုအားပေးဂုဏ်ပြုဖို့မသင့်တော်တဲ့အချိန်ဖြစ်ပါတယ်လို့တစ်ဖက်သားဝေဖန်ရေးသားမှုအပေါ်မှာတော့ပြည်တွင်းနေပြည်သက်များကတော့ဝိုင်းဟာထားကြပြီးတော့ပြည်ပြည်အနုပညာသမားတွေရဲ့ပကြီးရောင်အိတ်ချုံရောင်အင်ကြီးချုံရောင်ကြရင်နဲ့ရှိုးပွဲပြုလို့ငွေရှာနေကြတဲ့အကြောင်းတွေကိုရေးသားတုတ်ပြန်ခဲ့ကြတာပဲဖြစ်ပါတယ်ရှင်ပြည်ပြည်ရဲ့တိုက်ခိုက်ဝေဖန်မှုတွေဘလို့ပဲရှိနေပါစေဆက်ဆိုင်ခန့်လိုက်တဲ့အတူရှိုးပွဲအတွင်းမှာပျော်ရွှင်ခဲ့ကြတဲ့ဆက်ဆိုင်ခန့်လိုက်ရဲ့ပြည်သက်တွေအပါအဝင်ထိုင်းရောက်မြန်မာတွေကတော့သူတို့ရဲ့ဘဝအမော်တွေခဏကြာပြေးပြောက်သွားနိုင်တာတော့အမှန်ပဲဖြစ်ပါတယ်ရှင်ဆက်ဆိုင်ခန့်လိုက်အနေနဲ့လာမယ့်ဇွန်လ29ရက်နေ့မှာလည်းသူပါဝင်ထားတဲ့ပြင်စလက်မှုရုပ်ရှင်စကားကိုတော့ရုပ်တင်ပြသဖို့စီစဉ်ထားတာလည်းဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါဦးနော်အစီအစဉ်ကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်အယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်